အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှေ့ရက်ဒီမှာဟီရာကနာခတခဏရဲ့ရင်းနှီးဖက်နီးတွေကိုအတူတူလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကဖက်နီး၅မျိုးပေါ့နော်ဖက်နီး၅မျိုးကိုလေ့လာရမှာဖြစ်ပါတယ်အမတို့မိခင်ဘာသာစကားတင်လုံးကလည်းကာကြီးခါခွေရယုံနဲ့စာဖတ်လို့မရဘူးပေါ့နော်အနောက်ကနေပြီးတော့အမတို့အတန်ပြောင်းလဲပုံတွေကိုလေ့လာရတယ်အစမှာလည်းအဲ့လိုပဲဟီရာကနာခတခဏရယုံနဲ့ပဲဂျပန်စာကိုဖတ်လို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ဟီရာကနာခတခဏအပြင်အတန်ပြောင်းမယ်အတန်ရှည်ဆွဲမယ်အတန်စောင့်မယ်အတန်ပေါင်းစုံမယ်နော်ဒီဖက်နီးတွေကိုအတူတူလေ့လာရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဖက်နီး၅မျိုးကဘာတွေလဲဆိုတော့အရင်ဆုံးကြည့်ကြည့်အောင်နော်နံပါတ်1ချက်ကတော့အတန်ပြောင်းစုမှာအတန်ကိုပြောင်းစုမှာနော်အတန်ပြောင်းစုခြင်းအတန်ရှည်ဆွဲခြင်းအတန်ရှည်ဆွဲခြင်းဆိုတာကအာဆိုရင်ဆိုရင်အတန်ရှည်ဆွဲသွားတာเนาะအဲ့လိုမျိုးအတန်ရှည်ဆွဲခြင်းအတန်စောင့်ဆိုခြင်းအတန်စောင့်ဆိုခြင်းဆိုရင်တော့ဒီမြန်မာဘာသာစကားနဲ့ဆိုရင်တော့အောက်ကမြင်လေးပေါ့နော်အလုံးနေတစ်ချောင်းဝင်ဆိုရင်အိုဆိုရင်အလုံးနေတစ်ချောင်းဝင်အောက်ကမြင်ဆိုရင်အိုဆိုပြီးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးအတန်စောင့်ဆိုတာမျိုးပေါ့နော်နောက်တစ်ခုကကျတော့အတန်ပေါင်းဆိုမှာအတန်ကိုပေါင်းစုမယ်ဆိုတဲ့တစ်လုံးနဲ့တော့မရတော့ဘူးပေါ့နော်အတန်နှလုံးပေါင်းမှအတန်တစ်မျိုးဖြစ်မှာ哦အတန်ပေါင်းစုမယ်နောက်တစ်ခုကတော့ on ပေါင်းခြင်းနော် on ပေါင်းဆိုခြင်းဒါဆိုရင်ဖက်နီး၅မျိုးရှိတယ်အတန်ပြောင်းမယ်ဆိုတဲ့ဟိုမူလအတန်နဲ့မတူတော့ပဲနောက်တစ်တန်ပြောင်းရမှာပေါ့နော်အတန်ပြောင်းမယ်အတန်ရှည်ဆွဲမယ်အတန်ဆောင်မယ်အတန်ပေါင်းဆိုမယ်နောက်တစ်ခုကကျတော့ on ပေါင်းမယ်နော်ဒါဆိုရင်အရင်ဆုံးကြည့်ရအောင်ဒါဆိုရင်အရင်ဆုံးအတန်ပြောင်းစုခြင်းကိုတစ်ချက်လောက်လေ့လာကြည့်အောင်နော်အတန်ပြောင်းစုမယ်အတန်ပြောင်းစုလဲဆိုတာကဘာနဲ့တူလဲဆိုအတန်ကိုပြင်းနော်အတန်ကိုပြောင်းလိုက်ပြီဆိုတော့အတန်ကိုပြောင်းတဲ့အခါမှာအတန်ပြော့သွားတာမဟုတ်ပဲနဲ့အတန်ပြင်းကိုဆိုရမှာဖြစ်ပါတယ်ဥပမာအဖြစ်တစ်ချက်ကြည့်အောင်နော်အတန်ပြောင်းမယ်ဆိုရင်အဓိကသတိထားမယ့်အချက်က2ချက်ရှိတယ်ဘယ်နေဘာတွေကိုတွေ့ရင်အတန်ပြောင်းရမှာလဲလို့မေးရင်တန်ပုံတန်နဲ့ပုံကိုတွေ့ရင်အတန်ပြောင်းရပါမယ်ဒါဆိုရင်အတန်ပြောင်းမယ်ဆိုတာဘယ်လိုအခြေအနေတွေမှာအတန်ပြောင်းမလဲဆိုတာကိုကသိထားရမယ်တန်နဲ့ပုံတွေ့ရင်တော့အတန်ပြောင်းပါမယ်ဟုတ်ပြီတန်ဆိုတာကဘာလေးကိုပြောတာလဲဆိုရင်တန်ဆိုတာကချောင်းလေးနှစ်ချောင်းနော်အချောင်းလေးနှစ်ချောင်းဒါလေးကိုတန်လို့ခေါ်တယ်ဒီမှာအလုံးလေးဒါလေးကိုတော့ပုံလို့ခေါ်ပါတယ်เนาะဒီစတားပြထားတဲ့နေရာတွေကကြတော့ဒီစတားပြထားတဲ့နေရာတွေမှာကြိုက်တဲ့ဤရာကနာခတာခဏဝင်လို့ရတယ်ပေါ့เนาะသူတို့ရဲ့အပေါ်မှာမှဒီတန်ပုံလေးတွေပါလာမယ်တန်ပုံလေးတွေပါလာပြီဆိုရင်အတန်ကိုပြောင်းဆိုရမယ်ပြောင်းတဲ့အခါမှာမှအတန်ကိုပြော့မဆိုဘဲနဲ့အတန်ကိုဘယ်လိုဆိုရမလဲဆိုရင်ပြင်းနဲ့ဆိုရမယ်အတန်ပြင်းပေါ့နော်အတန်ပြင်းဆိုရမယ်ဒါဆိုရင်တန်ကိုဘယ်လိုနေရာတွေမှာသုံးရမလဲဆိုရင်တန်ကိုသုံးတဲ့နေရာမှာလိုင်းလေးအသုံးပြုမယ်လိုင်းလေးကဘာလို့ပြောတာလဲဆိုရင်ခစာတာဟာခစတာဟာဆိုတဲ့လိုင်းလေးမှာတန်ကိုအသုံးပြုမှာဖြစ်ပါတယ်เนาะအမားတို့အရှိကကြက်သွားတယ်ဟီရာကနာ46လုံးနဲ့မှာဘယ်လိုင်းကိုပဲသုံးပြုမှာလဲဆိုရင်ခုနကခစာတာဟာเนาะဒီလေးလိုင်းကိုဘာသုံးပြုမှာလဲဆိုရင်တန်ပေါင်းမှာဖြစ်ပါတယ်တန်ပေါင်းတာတော့မှလိုင်းကုန်လို့တန်ပေါင်းလို့မရဘူးပေါ့နော်ဘယ်နှလိုင်းပဲတန်ပေါင်းလို့ရလဲဆိုရင်၄လိုင်းပဲပေါင်းလို့ရပါတယ်အဲ့ဒါဘာတွေလဲဆိုရင်ခစာတာဟာခတန်းမှာရှိတဲ့ခခီခုခဲခိုကိုတန်ပေါင်းလို့ရတယ်စတိုင်းမှာရှိတဲ့စအတန်းမှာရှိတဲ့စာရှိစုဆဲဆိုကိုလည်းတန်ပေါင်းလို့ရတယ်တအတန်းမှာရှိတဲ့တာချီစတဲ့တူလည်းတန်ပေါင်းလို့ရပါတယ်ဟာတန်းမှာရှိတဲ့ဟာဟီဖူဟဲဟိုကိုလည်းတန်ပေါင်းလို့ရပါတယ်နော်ကဲဒါဆိုရင်တန်ပေါင်းရင်အတန်တွေဘယ်လိုပြောင်းသွားမလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်နော်အရင်ဆုံးမှကတန်ကိုတွေ့ရင်အတန်ပြောင်းမယ်ပုံတွေ့ရင်အတန်ပြောင်းမယ်ပြောင်းတဲ့နေရာမှာအတန်ပြေးဖြစ်ကြမယ်ဟုတ်ပြီ
တန်တန်ကိုတွေ့တာနဲ့တန်တန်ကလည်းလိုင်းကုန်လို့မှသုံးလို့မရဘူးဘယ်နှလိုင်းမှာပဲသုံးလဲဆိုရင်၄လိုင်းမှာပဲသုံးတယ်ခါစာတာဟနော်ခါစာတာဟ၄လိုင်းမှာပဲသုံးတယ်ပုံပုံကကြတော့ဘယ်နှလိုင်းမဲ့သုံးလဲဆိုရင်တော့တစ်လိုင်းမဲ့သုံးတယ်သူကဘယ်လိုင်းမှာလဲဆိုရင်ဟဆိုတဲ့တစ်လိုင်းမှာပဲပုံကိုသုံးတယ်ဒါဆိုရင်တန်တန်ရောပုံရောမှာနော်အတန်ပြောင်းတာချင်းတူပေမဲ့ပုံကဘယ်နှနေရာပဲသုံးလို့ရလဲဆိုရင်တစ်နေရာပဲသုံးလို့ရပါတယ်ဟာလိုင်းတစ်ခုမှာပဲသုံးလို့ရပါတယ်အရှိကခါစာတာကိုတော့ပုံသုံးလို့မရပါဘူးเนาะဒါဆိုရင်တန်တန်သုံးတာကိုတစ်ချက်လောက်ကြည့်အောင်เนาะဒါဆိုရင်ဒါကဟီရာဂနာရဲ့ခနော်ခပေါ်မှာအမားတို့ကတန်တန်လေးတင်လိုက်ပြီခပေါ်မှာတန်တန်လေးတွေ့တာနဲ့ဒီခဆိုတဲ့အတန်ကခမဟုတ်တော့ဘဲနဲ့အတန်ပြင်းဘာဖြစ်သွားလဲဆိုရင်ဂခကနေဘာဖြစ်သွားလဲဆိုရင်ဂနော်ဒါအတန်ပြောင်းသွားတာပေါ့နော်ဒါကြောင့်မလို့သူကအတန်ပြောင်းနေလို့ခေါ်တယ်ဘာတွေးလိုက်လို့လဲဆိုရင်တန်တန်တွေးလိုက်လို့အတန်ပြောင်းသွားတာပါခကနေပြီးတော့တန်တန်ပါလာရင်ဂဖြစ်သွားပါတယ်ဂနော်ဒါဆိုရင်ပုံကြည့်မယ်ပုံကြတော့အမကုနာကပြောတယ်ပုံကတစ်လိုင်းမဲ့သုံးလို့ရတယ်ဘာလိုင်းလဲဆိုရင်တော့ဟဆိုတဲ့လိုင်းမဲ့သုံးလို့ရတယ်ဒါဆိုရင်ပုံမှာကြတော့ဘလို့ပြောင်းမလဲဆိုရင်ဟပေါ်မှာပုံလေးတွေ့လိုက်ပြီနော်ဟပေါ်မှာပုံလေးပါလာပြီဒီဟကနေဘာဖြစ်သွားလဲဆိုရင်ပဆိုတဲ့အတန်ထွက်သွားပါတယ်ဟကနေပဆိုတဲ့အတန်ထွက်သွားပါတယ်နော်ဒါကဘာလဲဆိုရင်အတန်ပြောင်းတာကိုပြောတာပါအတန်ပြောင်းသွားတယ်ဟကနေပဆိုတဲ့အတန်ပြောင်းသွားတယ်ဒီမှာကခကနေဂဆိုတဲ့အတန်ပြောင်းသွားပါတယ်နော်အတန်ပြောင်းတယ်ဆိုတာကကြည့်ရမှာနှစ်နေရာပဲရှိတယ်တန်တန်ရဲ့ပုံရဲ့တန်တန်တွေ့ရင်တန်ပြောင်းမယ်ပုံတွေ့ရင်တန်ပြောင်းမယ်ပြောင်းလာတော့မှလိုင်းတိုင်းပြောင်းလို့မရဘူးတန်တန်ဆိုရင်၄လိုင်းသုံးပြုလို့ရတယ်ခါစာတာဟာပုံဆိုရင်တော့ဟတစ်ခုပဲအသုံးပြုလို့ရပါတယ်နော်ဒါဆိုရင်တန်တန်သုံးပြီးတော့အတန်ပြောင်းတာလေးကိုတေချာလေ့လာကြည့်အောင်နော်ဖက်ကခတ်မှဆိုလို့ပေါ့နော်အခုမှစတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖက်ကခတ်မှဆိုလို့ရိုမာကြီးတွေနဲ့ရေးပေးထားပါတယ်ခပေါ်မှာတန်တန်တင်ရတယ်နော်ခိပေါ်မှာလည်းတန်တန်တင်ရတယ်ခုပေါ်မှာလည်းတန်တန်တင်ရတယ်ခဲပေါ်မှာလည်းတန်တန်ခိုပေါ်မှာလည်းတန်တန်နော်ဒါဆိုရင်ခါခီခုခဲခုအကုန်လုံးကိုတန်တန်လေးတွေတင်လာတာတွေ့ရပါမယ်ဒါဆိုရင်တန်တန်တင်တာနဲ့ခါခီခုခဲခုကအတန်ဘလို့ပြောင်းသွားမလဲဆိုရင်ဂါဂီဂူဂဲဂူဖြစ်သွားပါမယ်ဂိုလဲခေါ်လို့ရတယ်လို့ရင်ဂေါလို့လည်းခေါ်ကြတယ်ပေါ့နော်ဂေါကတော့အသုံးများပါတယ်ဂိုလို့တော့မခေါ်ပေမဲ့ဂေါလို့အသုံးများပါတယ်နော်ဂေါဒါဆိုရင်ဂါဂီဂူဂဲဂေါလို့ပဲမှတ်ထားလိုက်ပါနော်ဂါဂီဂူဂဲဂေါခခီခုခဲခိုကိုတန်တန်တင်တာနဲ့ဂါဂီဂူဂဲဂေါဖြစ်သွားပါတယ်ရင်းနီးကတော့ဒီမှာရေးပြထားပါတယ်နော်ခပေါ်မှာတန်တန်ခိပေါ်မှာတန်တန်ခုပေါ်မှာတန်တန်ခဲပေါ်မှာတန်တန်နဲ့ခိုပေါ်မှာတန်တန်အတန်ပြောင်းသွားတာကတော့ဂါဂီဂူဂဲဂေါဖြစ်သွားပါတယ်နော်ဒါဆိုရင်ဒီခလိုင်းကိုနော်ခလိုင်းကိုတန်တန်ပြောင်းတာရမယ်ထင်ပါတယ်ခလိုင်းကိုတန်တန်ပြောင်းရင်ခါခီခုခဲခိုကိုတန်တန်တင်တာတွေ့ရင်အတန်ကဘယ်လိုပြောင်းမလဲဆိုရင်ခဂဂီဂူဂဲဂေါနော်ဂဂီဂူဂဲဂေါဒါဆိုရင်နောက်တဲ့စာလိုင်းကိုတန်တန်တင်ကြည့်အောင်နော်စာလိုင်းကစာရှိစုဆဲဆူစာရှိစုဆဲဆူနော်စာရှိစုဆဲဆူဆိုတာကိုတန်တန်တင်လိုက်ပြီးစာရှိစုဆဲဆူတွေကိုတန်တန်တင်ထားတာတွေ့ပြီးဆိုတာနဲ့အတန်ကဘယ်လိုပြောင်းသွားမလဲဆိုရင်အတန်ပြင်းဖြစ်တဲ့ကြောင့်မို့ဇခွဲတန်ပေါ့နော်ဇကြည့်ရှိကနေကြည့်ဇကြည့်စုဆဲဇိုဖြစ်သွားပါမယ်ဇကြည့်စုဆဲဇိုဖြစ်သွားပါမယ်နော်ဒါကစအတန်းကိုတန်တန်တင်ထားတာပါရေးတာကဇကြည့်စုဆဲဇိုဖြစ်သွားပါမယ်ဇကြည့်စုဆဲဇိုဖြစ်သွားပါမယ်နော်ဒါဆိုရင်တစ်ခေါက်ပြန်ပြီးပြောပြပါမယ်စာရှိစုဆဲဆိုကိုတန်တန်တင်ရင်ပြောင်းသွားမယ့်အတန်ကဇ
ကြီးစုဇဲဆိုဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်လုံးကတော့တနော်တအတန်းလေးကိုတန်တန်တင်ပါမယ်ဟိုတန်တန်နေတော့မေးခဲ့ပြီနော်ဒါဆိုရင်တချီစတဲတူတချီစတဲတူကိုတန်တန်တင်ထားတာတွေ့ပြီဆိုတာနဲ့ပြောင်းမဲ့အတန်ကတော့တကဓာဖြစ်သွားပါမယ်ဓာဒါဆိုရင်ဓာကြီးစမဟုတ်တော့ဇနော်ဇာခွဲတန်ပေါ့နော်ဇဓာကြီးစတဲတူဖြစ်သွားပါမယ်ဓာကြီးစတဲတူပါနော်ဒါဆိုရင်တလိုင်းကိုအမားတို့တန်တန်တင်မယ်ဆိုရင်တချီစတဲတူကိုတန်တန်တင်မယ်ဆိုရင်ဓာကြီးစတဲတူဖြစ်သွားပါတယ်ဓာကြီးစတဲတူဖြစ်သွားပါတယ်နော်ဒါဆိုရင်ရင်းနှီးလေးကဒီမှာနော်အပေါ်မှာတန်တန်လေးတည်အောင်မယ်ဓာကြီးစတဲတူပါနော်ကဲဒါဆိုရင်နောက်ဆုံးတစ်လုံးပေါ့နော်တန်တန်တင်ဖို့နောက်ဆုံးလုံးကဟာပါဟာကိုဟာဟီဖူဟဲဟိုဟာဟီဖူဟဲဟိုငါးလုံးကိုတန်တန်တင်ထားတာတွေ့ပါပြီဟုတ်ပြီတန်တန်တင်တာနဲ့ဘာတန်ပြောင်းတော့မလဲဟာကနေပြီးတော့ဘာဖြစ်သွားပါတယ်တန်တန်တင်ထားတာတွေ့ရင်ဟာကနေပြီးတော့ဘာဖြစ်သွားတယ်ဘာဘီဘူးဘဲဘူပါဘာဘီဘူးဘဲဘူပါနော်ဒါဆိုရင်ဟာဟီဖူဟဲဟိုကိုတန်တန်တင်တာတွေ့ရင်ပြောင်းရမယ့်အတန်ကဘာဘီဘူးဘဲဘူနော်ဘာဘီဘူးဘဲဘူရင်းနှီးတွေကလည်းဒီတိုင်းပဲဘာဘီဘူးဘဲဘူနော်ပြင်မှာရေးပြထားပါတယ်ဒါဆိုရင်တန်တန်သုံးပြီးတော့လေးလိုင်းကိုအတန်ပြောင်းပြီးသွားပြီပေါ့နော်တန်တန်သုံးပြီးတော့ပြောင်းလို့ရတဲ့လေးလိုင်းကခါစာတာဟာဆိုတဲ့လေးလိုင်းမှာခါခီခုခဲခိုးကိုပြောင်းရင်ဂါဂီကူခဲကော့နော်စာရှိစုဆဲဆိုကိုတန်တန်ပေါင်းရင်ဇာကြီးစုဆဲဆိုတာချီစုတဲတူကိုတန်တန်ပေါင်းရင်ဒါကြီးစုတဲတူဟာဟီဖူဟဲဟိုကိုတန်တန်ပေါင်းရင်ဘာဘီဘူးဘဲဘူဖြစ်သွားတယ်ပေါ့နော်ကဲဒါဆိုရင်နောက်တစ်ခုကြည့်ရမှာကတော့ပုံပေါ့နော်ပုံကလိုင်းတစ်လိုင်းပဲပေါင်းလို့ရတယ်ဘယ်လိုင်းလဲဆိုရင်ဟာလိုင်းမှာပုံကိုပေါင်းတာကတစ်လိုင်းပဲပေါင်းလို့ရတယ်ပေါ့နော်ဘယ်လိုင်းလဲဆိုရင်တော့ဟာလိုင်းမှာဒါဆိုရင်ဟာလိုင်းကိုပုံပေါင်းကြည့်အောင်ဟာဟီဖူဟဲဟိုဟာဟီဖူဟဲဟိုကိုပုံထည့်ထားတာတွေ့ပြီဆိုရင်ပြောင်းသွားမယ့်အတန်လေးကတော့ပအတန်ဖြစ်သွားပါမယ်ပပီပူပဲပူပါနော်ပြောင်းသွားမယ့်အတန်လေးကပအတန်မှာပပီပူပဲပူဆိုတဲ့အတန်လေးကိုပြောင်းသွားပါမယ်တင်တဲ့အခါမှာလည်းဒီတိုင်းပါပဲနော်ပပီပူပဲပူဒါဆိုရင်ပုံကိုအမားတို့သုံးလို့ရတာတစ်လိုင်းပဲရှိတဲ့အတွက်ကြောင့်မို့လို့ပုံကဘယ်လိုင်းမှာသုံးမလဲဆိုရင်ဟာတစ်လိုင်းပဲသုံးလို့ရပါတယ်ဟာဟီဖူဟဲဟိုဆိုတဲ့အတန်ထွက်ကနေပြီးတော့ပုံတင်ရင်ပါပီပူပဲပို့ဖြစ်သွားပါမယ်နော်ဒါဆိုရင်အတန်ပြောင်းတာလေးကိုတော့နားလည်မယ်လို့ထင်ပါတယ်ဒီတိုင်းမှတ်လို့ရတဲ့သူကလည်းမှတ်ပေါ့နော်ဒါအမကတော့ကလေးလိုမျိုးနည်းနည်းလေးကြပြလေးလုပ်ပေးထားပါတယ်နော်ဘယ်လိုမျိုးလဲဆိုရင်အတန်ပြောင်းမှုအတွက်ကိုအမကဒီကြပြလေးနည်းနည်းလုပ်ပေးထားတယ်ပေါ့နော်တကယ်လို့ဒီတိုင်းမှတ်လို့ရတဲ့သူကတော့ဒီတိုင်းမှတ်ပါကြပြလေးနဲ့မှတ်ချင်တယ်ဆိုတဲ့သူကလည်းကြပြလေးနဲ့မှတ်ပါနော်ဒါဆိုရင်ကြည့်ကြရအောင်တန်တန်ပုံတွေ့ရင်ကွယ်အတန်လေးကိုပြောင်းကြမယ်ခါစတဟလေးလိုက်ဆိုတန်တန်သုံးမယ်ပြုပုံလေးကိုဟာမှာသုံးမှတ်ရအလွယ်ဆုံးနော်ဒါကဘာလို့ဒီကြပြလေးရေးပေးထားလဲဆိုရင်တန်တန်ကိုဘယ်လေးလိုက်မှာသုံးမလဲဆိုတာကိုမိတ်မှာဆိုလို့ပေါ့နော်တန်တန်ကိုသုံးမယ်လေးလိုက်ကခါစာတဟလေးလိုက်မှာတန်တန်ကိုအသုံးပြုလို့ရပါတယ်ပုံလေးကိုတော့ဗမာပဲသုံးလဲဆိုရင်ဟာမှာပဲသုံးတယ်နော်
ဒီလိုလေးမှတ်ပေးရင်တော့ပို့ပြီးတော့လွယ်မယ်လို့ထင်လို့ကြပြလေးရေးပေးတာပေါ့နော်ဒါကတော့ကိုယ်အဆင်ပြေသလိုမှတ်လို့ရပါတယ်နော်နောက်တစ်ခါပြန်ဆိုပြပါမယ်တန်တန်ပုံပုံတွေ့ရင်ကွယ်အတန်လေးကိုပြောင်းကြမယ်ခါစားတဟလေးလိုက်ဆိုတန်တန်သုံးမယ်ပြုပုံပုံလေးကိုဟမှာတော့မှတ်ရအလွယ်ဆုံးဒါကတော့တန်တန်ပုံပုံတွေ့တာနဲ့အတန်ပြောင်းမှုကိုတတိယဖို့အတွက်ဒီကြပြလေးကိုကြက်ထားလိုက်နော်ဒါဆိုရင်ခုနကအတန်ပြောင်းတာပြီးသွားရင်တော့နောက်တစ်ခုကအတန်ရှည်ဆွဲတာကိုလေ့လာကြရအောင်နော်အတန်ရှည်ဆွဲမယ်ဟုတ်ပြီအတန်ရှည်ဆွဲဖို့အတွက်ဆိုရင်ဘယ် line နေမှာအတန်ရှည်ဆွဲရမလဲဆိုရင် line နံပါတ်3နဲ့5မှာအတန်ရှည်ဆွဲရမှာပါဒါဆိုရင် line နံပါတ်3နဲ့5ဆိုတာကဘာကိုပြောတာလဲဆိုတာတစ်ချက်ကြည့်ရအောင်နော်အမတို့ဟီရာကနာတင်ပြီးသွားပြီဟီရာကနာတင်ပြီးသွားတဲ့ထဲမှာအမပြောခဲ့တယ်ဟီရာကနာအတန်ထွက်ကိုအဓိကအခြေခံထားပြီးထွက်တဲ့အတန်က R E U A O 5လုံးပဲရှိတယ်ပေါ့နော်ဒီ R E U A O 5လုံးရဲ့အခြေခံအတန်ထွက်ကိုမှတ်ပြီးတော့မှအောက်ကအတန်ထွက်တွေကပြောင်းလဲသွားတယ်လို့အမပြောခဲ့တယ်နိဒါကြောင့်မို့လို့ခုနကအမပြောတယ် line နံပါတ်3နဲ့5 line နံပါတ်3နဲ့5ဆိုတာဒါကိုပြောတာပါဒီ R line ကိုအမက line နံပါတ်1လို့မှတ်ပြီးတော့ E line က line နံပါတ်2 U line က line နံပါတ်3 A line က line နံပါတ်4 O line က line နံပါတ်5လို့မှတ်လိုက်ပါတယ်ပြန်ပြောမယ်နော် line နံပါတ်1က R line line နံပါတ်2က E line line နံပါတ်3က U line line နံပါတ်4 A line နဲ့ line နံပါတ်5က O line နော်ဒါဆိုရင် line တွေကိုတည်ပြီးဆိုရင်ပြန်ပြီးတော့တစ်ချက်ပြန်ကြည့်ရအောင်အတန်ရှည်ဆွဲမယ်ခုနအမပြောတယ်အတန်ရှည်ဆွဲမယ်ဆိုတာဘလို့ကိုတွေ့ရင်အတန်ရှည်ဆွဲရမလဲဆိုတဲ့အချက်ကိုအရင်ကြည့်ရအောင်နော်ခုနကအတန်ပြောင်းတာကတန်တန်ပုံပုံတွေ့တာနဲ့အတန်ပြောင်းရမယ်ဟုတ်ပြီဒါဆိုရင်အတန်ရှည်ဆွဲမှာကဘာတွေ့တာနဲ့အတန်ရှည်ဆွဲရမှာလဲဆိုရင်ဥလေးကိုတွေ့ရင်အတန်ရှည်ဆွဲရမှာပါဒါဆိုရင်ဥကိုတွေ့တာနဲ့အတန်ရှည်ဆွဲရမှာလားဆိုတော့လည်းမဟုတ်ပြန်ဘူးဘလို့နေရာမှာတွေ့ရင်အတန်ရှည်ဆွဲရမှာလဲဆိုရင်ဥရဲ့အရှိမှာline နံပါတ်3နဲ့5နော်ဥရဲ့အရှိမှာ line နံပါတ်3နဲ့5ကိုတွေ့မှသာအတန်ရှည်ဆွဲရမှာဖြစ်ပါတယ်ဒါဆိုရင် line နံပါတ်3နဲ့5ဆိုတာဘာလဲဆိုရင်ခုနအမပြောတယ်R E U A O ဆိုပြီးအမခုနရေးလိုက်တယ်ပေါ့နော် R E U A O 5 line R E U A O 5 line မှာ line နံပါတ်3က R E U နော် line နံပါတ်3က U A O ဆိုတော့နောက်5က line နံပါတ်5က O line ပေါ့နော် U line နဲ့ O line U line နဲ့ O line ကိုဒီ U လေးရဲ့အရှိမှာတွေ့မှဒါဘာလောက်ကမလဲဆိုရင်အတန်ရှည်ဆွဲရမှာဖြစ်ပါတယ်ဒါဆိုရင် line နံပါတ်1 2 4ကိုတွေ့ရင်တော့အတန်ကပုံမှန်အတန်ပဲထွက်ပါမယ်နော် line နံပါတ်1 2 4ဆိုတာက R line ရှိမယ်R E line ရှိမယ် U A line ရှိမယ်ပေါ့နော် R E A နော် R E A အဲ့လေးလုံးကိုအဲ့3 line ကိုတွေ့ရင်တော့ R E A 3 line ကိုတွေ့ရင်ပုံမှန်ဥရဲ့ရှေ့မှာ line နံပါတ်1 2 4 R E A ဆိုတဲ့3 line ကိုတွေ့ရင်ပုံမှန်အတန်ပဲထွက်ပြီးတော့ line နံပါတ်3နဲ့5ကိုတွေ့ရင်တော့အတန်ရှည်ဆွဲရပါမယ်အတန်ရှည်ဆွဲတယ်ဆိုတာကဘာတန်နဲ့တူလဲဆိုရင်ဝိစပေါက်အတန်နဲ့တူပါတယ်အမားတို့ရဲ့ဘာတန်စကားမှာဆိုရင်တော့ဝိစပေါက်အတန်ဆိုတာအတန်ရှည်ဆွဲတာပါဒါဆိုရင်ဒီဂျပန်စာမှာလဲ line နံပါတ်3နဲ့5ဥလေးရဲ့အရှိမ line နံပါတ်3နဲ့5တွေ့ပြီဆိုတာနဲ့အတန်ရှည်ဆွဲရမှာကိုသိရပါမယ်အတန်ရှည်ဆွဲတဲ့ခါမှာဘယ်လိုအတန်ထွက်လာမလဲဆိုရင်ဝိစပေါက်အတန်ထွက်လာပါမယ်နော်ဒါဆိုရင်ကြည့်ကြည့်ရအောင်line နံပါတ်1 2 4ခုနအမပြောလဲ line နံပါတ်1 2 4ဆိုတာက R line E line A line R E A line နော် line နံပါတ်1 2 4ရ R ရဲ့ E ရဲ့ A ရဲ့နော်3 line ပေါ့ဒါဆိုရင်ဥခုနပြောတယ်အတန်ရှည်ဆွဲမယ်ဆိုတော့ဘာကိုတွေ့တိုင်းနဲ့အတန်ရှည်ဆွဲရမှာလဲဆိုရင်ဥလေးကိုတွေ့ရင်အတန်ရှည်ဆွဲရမယ်ဟုတ်ပြီဥကိုတွေ့တိုင်းဆွဲရအတန်ရှည်ဆွဲရမှာလားဆိုတော့လည်းမဟုတ်ပြန်ဘူးဥရဲ့ရှေ့ကကောင်ကိုကြည့်ဥရဲ့အရှေ့ကကောင်ကိုကြည့်မယ်ဥရဲ့ရှေ့ကကောင်က R E A ဆိုတဲ့3 line ကဖြစ်နေရင်ပုံမှန်အတန်ပဲထွက်မှာဖြစ်ပါတယ် R E A ဆိုတဲ့
3 line ကအတန်ဖြစ်နေရင်ပုံမှန်အတန်ပဲထွက်မယ်ပုံမှန်အတန်ဆိုတာဘာကိုပြောတာလဲဆိုရင်အာရဲ့ဥရဲ့နှလုံးတွေ့ရတဲ့အတွက်ကြောင့်မို့အတန်ကနှလုံးထွက်ကပါမယ်အာဥနော်ဖတ်လို့လွယ်အောင်ဗမာလိုရေးပေးထားတယ်အာဥလို့ပဲဖတ်ပါမယ်ကဲဒါဆိုရင်ခရဲ့ဥရဲ့ဆိုရင်ခဥခရဲ့ဥရဲ့ပေါင်းရင်ခဥစဆိုတာလေစရဲ့ဥရဲ့ပေါင်းရင်စာဥဣရဲ့ဥရဲ့ပေါင်းဣဥရှိရဲ့ဥရဲ့ပေါင်းရှိဥကဲရှိတာကိုဘာလို့ရှိလို့ပြောတာလဲစာရှိလေစာရှိဆိုတော့ဣလန်းရကောင်လေဒါကြောင့်မို့လို့သူကလည်းသူ့ကိုပုံမှန်တိုင်းပဲဖတ်ပါမယ်ရှိဥနော်ဒါဆိုရင်ဥရဲ့တွေ့ရင်ဥလို့ပဲဖတ်တယ်ဘာကြောင့်လဲဆိုတာ line နံပါတ်4ရမှုလို့ပါအာအီဥဆိုတော့ line နံပါတ်4ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥဆိုတာက line နံပါတ်4ရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကိုလည်းဥပဲဖတ်ပါမယ်ပေါင်းဖတ်စရာမလိုပါဘူးเนาะခဲခါခီခုခဲဆိုတာ line နံပါတ်4ကဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကိုလည်းခဲဥပဲဖတ်ပါမယ်ခဲဥဆဲစာရှိစုဆဲ line နံပါတ်4ရဖြစ်တဲ့အတွက်ကြောင့်မို့သူကိုဆဲဥလို့ပဲဖတ်ပါမယ်။ဒါဆိုရင်တစ်ခေါက်ပြန်ပြောပြပါမယ်နော်။ဥရဲ့ရှေ့မှာ line နံပါတ်1 2 4ကိုတွေ့ရင်ပုံမှန်အတိုင်းပဲဖတ်ပါမယ်။ကဲဒါဆိုအဆိုတာ line နံပါတ်1ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဥလို့ပုံမှန်ဖတ်မယ်။ခခိဆိုတော့ခကလည်း line နံပါတ်1ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥနဲ့ပေါင်းတဲ့အခါမှာခဥလို့ပဲပုံမှန်တိုင်းထွက်ပါမယ်။စကလည်း line နံပါတ်1ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥနဲ့ပေါင်းရင်စဥလို့ပဲအတန်ထွက်ပါမယ်။နောက်တစ်ခုline နံပါတ်2ပါ line နံပါတ်2ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုလည်းဥလို့ပဲအတန်ထွက်ပါမယ်။ရှိကစာရှိ line နံပါတ်2ပါ line နံပါတ်2ဖြစ်တဲ့အတွက်ကြောင့်မို့ရှိဥလို့အတန်ထွက်ပါမယ်။ဥကကြတော့ line နံပါတ်4ပါဆို line နံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥလို့အတန်ထွက်ပါမယ်ခဲကခါခီခုခဲက line နံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့ခဲဥလို့အတန်ထွက်ပြီးတော့ဆဲကလည်း line နံပါတ်စာရှိစုဆဲ line နံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့ဆဲဥလို့အတန်ထွက်ပါမယ်နော်ဒါဆိုရင်ဥမြင်တိုင်းအတန်ရှည်ဆွဲရမှာလားဆိုရင် no ပါမဟုတ်ပါဘူးနော်ဥမြင်တဲ့အတန်ရှင်မဆွဲရဘူးဥရဲ့ရှိကကောင်ကိုကြည့် line နံပါတ်1 2 4ဆိုတာနဲ့ပုံမှန်အတန်ပဲထွက်ကြပါမယ်ကဲဒါဆိုရင်ခုရဲ့ဥရဲ့ခုဆိုတာက line နံပါတ်ဘယ်လောက်မှာပါလဲတစ်ချက်ကြည့်အောင်ခခီခု line နံပါတ်3ဒါဆိုရင်မအားလို့တိလိုက်ပြီ line နံပါတ်3မှာပါရင်အတန်ရှည်ဆွဲမှာပါline နံပါတ်3နဲ့5ဆိုရင်အတန်ရှည်ဆွဲရမယ်လို့ပြောထားတယ်နော်ဥရဲ့အရှိမ line နံပါတ်3နဲ့5ဆိုရင်အတန်ရှည်ဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အတန်ကရေးရတာစလုံးနှလုံးတော့အတန်တစ်လုံးနဲ့ပဲထွက်ပါမယ်အတန်ရှည်ဆွဲမယ်ခုကိုအတန်ရှည်ဆွဲတော့ခုဆိုတာဖြစ်သွားပါမယ်ခုနော်ဒါဆိုရင်ဒီမှာကြတော့စုကိုဥပေါင်းထားတာပါစုကိုဥပေါင်းထားတယ်ဟုတ်ပြီဒါဆိုရင်စုကဘယ် line နံပါတ်မှာပါမလဲတစ်ချက်စီကြည့်ရအောင်စာရှိစု line နံပါတ်3ဒါဆိုရင်စုကိုဥပေါင်းထားရင်စုဆိုပြီးတန်ထွက်ပါမယ်စုဆိုပြီးတန်ထွက်ပါမယ်နော်နောက်တစ်ခုကဖုက line နံပါတ်ဘယ်လောက်မှာပါလဲကြည့်ရအောင်ဟာဟီဖု line နံပါတ်3မှာဒါကြောင့်မို့သူ့ကိုလည်းအတန်ရှည်ဆွဲရပါမယ်ဖူဆိုပြီးတော့အတန်ရှည်ဆွဲရပါမယ်နောက်အိုကအာအီဥအို line နံပါတ်5ပါ line နံပါတ်5ပါsorry နော် line နံပါတ်5လို့ပြောရအပေါ်မှာ4ရေးထားမိလို့ပါဒါဆိုရင်အိုကလည်း line နံပါတ်5ပေါ့နော်အိုက line နံပါတ်5ဖြစ်တဲ့အတွက်ကြောင့်မလို့အိုကိုဥပေါင်းလိုက်တော့အိုဖြစ်သွားပါတယ်အိုနော်အိုကိုဥပေါင်းလိုက်တော့အိုဖြစ်သွားပါတယ်နောက်ခိုကခါခီခုခဲခို line နံပါတ်5ဒါကြောင့်မလို့သူကလည်းခိုကိုဥပေါင်းတော့ခိုဖြစ်သွားပါတယ်နော်ဒါဆိုရင်စာရှိစုဆဲဆို line နံပါတ်5ဆိုကိုဥပေါင်းတော့ဆိုဖြစ်သွားပါမယ်ဆိုနော်မိုမာမီမှုမဲမို line နံပါတ်5ပါမာမီမှုမဲမိုကလည်း line နံပါတ်5ပေါ့နော်မိုကမာမီမှုမဲမို line နံပါတ်5မိုကိုဥပေါင်းတော့မိုးဖြစ်သွားပါမယ်မိုးနောက်ယာယူရော့ယူယာယူရော့က
သုံးလုံးပဲရှိတယ်ဆိုပေမဲ့ U ကိုအမအရှိမရေးပြထားတာမှတ်မိမှာပါ U က line နံပါတ်3မှာယာယူရော့နော် U က line နံပါတ်3မှာဒါကြောင့်မို့လို့ U ကိုလည်းဥပေါင်းရင်အာတန်ထွက်ကမလဲဆိုရင် U ဆိုတဲ့အတန်ကိုထွက်ကပါမယ် U ကိုဥပေါင်းရင် U ဆိုတဲ့အတန်ကိုထွက်ကပါမယ်နော်ဒါဆိုရင်တော့ line နံပါတ်3နဲ့5ကိုဥရဲ့ရှေ့မှာတွေ့ရင်အတန်ဆွဲဆိုရမယ်ဆိုတာကိုသိပြီးထင်ပါတယ်နော်ဒါဆိုတစ်ခါတော့ပြန်ပြောကြည့်ပါမယ်ခူးကိုဥပေါင်းခူးစုကိုဥပေါင်းစုဖူကိုဥပေါင်းဖူအိုကိုဥပေါင်းတော့အိုခိုကိုဥပေါင်းခိုးဆိုကိုဥပေါင်းဆိုမိုးကိုဥပေါင်းမိုးယူကိုဥပေါင်းတော့ယူပါနော်ဒါဆိုရင်ဒီနေ့တော့ကအတန်ပြောင်းခြင်းနဲ့အတန်ရှည်ဆွဲခြင်းနှစ်ခုပေါ့နော်အဲ့ဒီနှစ်ခုကိုလေ့လာထားပေးပါအဲ့ဒီနှစ်ခုကိုလေ့လာထားပြီးတော့နောက်ရက်တွေကျမှကျန်တဲ့ဖန်နီ၃မျိုးကိုထပ်ပြီးတော့သင်ပေးပါမယ်ဒါလေးတွေကိုတေချာလေ့လာထားမှနောက်ကျရင်ဂျပန်စာဖတ်တဲ့အခါမှာအခက်အခဲမရှိဖတ်နိုင်ပါပါဒါဆိုရင်အားလုံးပဲမတာနဲ့